Hello everyone. Today I'm going to read The Library, the poem The Library. ဒီနေ့တော့ The Library ဆိုတဲ့ poem လေးကိုဖတ်ပြမှာဖြစ်ပါတယ်။ဒီကဗျာလေးကို English လိုဖတ်ပြမယ်ပြီးရင်မြန်မာလိုရှင်းပြမယ်ပြီးလို့ရှိရင်ဒီထဲမှာသုံးထားတဲ့ vocabulary လေးတွေကိုရှင်းပြပါမယ်။ The library, it looks like any building when you pass it on the street, made of stone and glass and marble, made of iron and concrete. But once inside, you can ride a camel or a train, visit Rome, Siam or Nome, feel a hurricane, meet a king, learn to sing, how to bake a pie, go to sea, plant a tree, find how airplanes fly, train a horse, and of course, have all the dogs you'd like, see the moon, a sandy dune, or catch a whopping pike. Everything that books can bring, you'll find inside those walls. A world is there for you to share when adventure calls. You cannot tell its magic by the way the building looks, but there's wonderment within it, the wonderment of books. Barbara Ahab အဲ့တော့သူရေးခဲ့တဲ့ဒီကဗျာကိုမြန်မာလိုတစ်ခေါက်ရှင်းပြပါမယ် The library စာကြည့်တိုင်း It looks like any building အဲ့တော့မိသည့်အဆောက်အအုံနဲ့မဆိုဘယ်အဆောက်အအုံနဲ့မဆိုတူနိုင်တယ်နော် It looks like တူနိုင်တယ် When you pass it on the street လမ်းပေါ်မှာဖြတ်လျှောက်သွားတဲ့အခါလမ်းပေါ်မှာဖြတ်လျှောက်သွားရင်လည်းတွေ့ရတဲ့ဘယ်အဆောက်အအုံမဆိုစာကြည့်တိုင်းဖြစ်နိုင်တယ် Made of stone ကြောက်တုံးအနေနဲ့ဆောက်လုပ်ထားမလား and glass မှန်အနေနဲ့ပြုလုပ်ထားမလား and marble ကြောက်ပြားကြီးတွေနဲ့ပြုလုပ်ထားမလားကြောက်ပြားကြီးဆိုတာကြွေပြားလိုမျိုးကြောက်ပြားအကြီးတွေဥပမာအဖြူပေါ်မှာအမဲရောင်အစင်းအစင်းနေပါတယ်ကြောက်ပြားကြီးမျိုးတွေအဲ့တော့ပြီးပုံလေးနဲ့ရှင်းပြမယ် made of iron and concrete အဲ့တော့တန်နဲ့အင်္ဂတေနဲ့ပြုလုပ်ထားတဲ့ဟာဖြစ်မလားအဲ့တော့ပုံမှန်တိုက်တီလို့ပေါ့တန်နေအင်္ဂတေတွေနဲ့ဆောက်လုပ်ထားတာမျိုးအဲ့တော့ concrete လို့မြန်မာလိုပြောတယ် English လို့အတန်ထွက်ရင် concrete လို့မထွက်ပါနဲ့ concrete လို့ထွက်မယ်မြန်မာလိုကအင်္ဂတေလို့ခေါ်တယ် concrete လို့လည်းမြန်မာလိုပဲခေါ်ကြတယ်ဒါပေမဲ့ English လို့အတန်ထွက်ရင်တော့ concrete အဲ့တော့ iron and concrete okay ဒါတွေနဲ့ဆောက်လုပ်ထားတာဖြစ်နိုင်တယ်အဲ့တော့ဆောက်လုပ်ထားတာအမျိုးစုံဘယ်လိုပဲဆောက်လုပ်တာစာကြည့်တိုင်းဖြစ်နိုင်တယ် but once inside အထဲကိုရောက်သွားတာနဲ့ inside အထဲကို once ဆိုတော့ once ဆိုတာကရောက်သွားတာနဲ့တစ်ခုခုဖြစ်လိုက်တာနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုး once inside အဲ့တော့အထဲကိုရောက်သွားတာနဲ့ you can ride စီးနိုင်မယ် you can ride the camel ဆိုတော့ကလအုပ်တစ်ကောင်စီးနိုင်မယ် or a train ရထားတစ်စီးစီးမလားကလအုပ်ပဲစီးရထားပဲစီးနိုင်မယ်နော်ကလအုပ်ဆိုတာတစ်ကလအုပ်မဟုတ်ဘူးဒီကလအုပ်ဆိုတာကဒီတဲကနေရာတွေမှာတွေ့ရတဲ့ပိုအကြီးတွေနဲ့ကလအုပ်ကြီးတွေကိုပြောတာ visit Rome, Siam or Nome အဲ့တော့ Rome ရောမကိုသွားလဲမလား Siam ကိုသွားလဲမလား or Nome ကိုသွားမလားအဲ့တော့ဒီမှာ Rome ဆိုတာကတော့ရောမလို့မြန်မာလိုခေါ်တယ် Rome ဆိုတာအီတလီကမြို့အီတလီရဲ့မြို့တော့ Siam ဆိုတာဘာဖြစ်မလဲအားလုံးကြားဘူးရတူလည်းရှိလိမ့်မယ် Siam ဆိုတာဘယ်နေရာဖြစ်လိမ့်မလဲ Siam ဆိုတာထိုင်းနိုင်ငံကိုပြောတာပါ Thailand ဆိုတဲ့နာမည်မဖြစ်လာခင်အရင်တော့ Siam လို့ခေါ်ပါတယ်ထိုင်းလူမျိုးတွေကိုလည်း Siam လူမျိုးတွေလို့သူတို့ခေါ်ပါတယ်ထိုင်းမှာလည်းအခုလက်ရှိ Siam ဆိုတဲ့နာမည်နဲ့နေရာတွေအဆောက်အအုံတွေအများကြီးရှိပါတယ်ထိုင်းမှာရှိတဲ့သူတွေဆိုရင်တော့ Icon Siam တို့ဘာလို့နာမည်ကြီးနေရတယ်သိမှာပေါ့ရင်းနေ or Nome ဆိုတာကရော Nome ဆိုတာလည်းမြို့ပဲ Nome ဆိုတာကအမေရိကန်နိုင်ငံမှာရှိတယ် Alaska ပြည်နယ်မှာရှိတဲ့မြို့လေးသေးလေးအဲ့မြို့ကဘယ်လောက်သေးလဲဆိုရင်လူဦးရေ3000ကျော်ပဲရှိတယ်အဲ့တော့ဒီနေရာတွေသွားလေလို့ရမှာပေါ့နော် feel a hurricane အဲ့တော့ hurricane မုန်တိုင်း hurricane ဆိုတာမြန်မာလိုလဲ hurricane လို့ခေါ်တဲ့မုန်တိုင်းနာမည်နော်ဟိုအဲ့ဒီ hurricane မုန်တိုင်းကိုလည်း feel ခံစားကြည့်လို့ရမယ် meet a king ဘင်းတစ်ပါးနဲ့တွေ့မလား learn to sing တခြင်းဆိုတာလေ့လာမလား how to bake a pie ပိုင်မုံတစ်ခုဘယ်လိုဖုတ်လဲဆိုတာလေ့လာမလားအဲ့တော့မုတ်ဖုတ်တာပြောတာ bake က
bake ကမုတ်ဖို့တော့ပြောတာ pie ကပိုင်မုတ်နာမည်ကိုပြောတာနော်မြန်မာမုတ်တော့မဟုတ်ဘူးပူရီစားတဲ့မုတ်ပေါ့နော်အဲ့တော့ and go to sea ပင်လယ်ကိုသွားကျင်သလား plant a tree တစ်ပင်စိုက်မလား find how airplanes fly လင်းပြန်နေဘယ်လိုပြန်လဲဆိုတာကိုရှာဖွေကြည့်မလားအဲ့တော့လေ့လာကြည့်မလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော် okay and train a horse မြင်းတစ်ကောင်ကို train လုပ်မလားလေ့ကျင့်ပေးမလားအဲ့တော့မြန်မာလိုလဲ train ကို train လုပ်တယ်လို့ပဲပြောတာများလားနော်အဲ့မြန်မာလိုအဓိပ္ပာယ်ကတော့လေ့ကျင့်သင်ကြားပေးတာပေါ့မြင်းတစ်ကောင်ကိုဘယ်လိုလေ့ကျင့်သင်ကြားပေးမလဲအဲ့ထဲမှာစာအုပ်တွေထဲမှာလေ့လာကြည့်မလား and of course တေချာတော့ပေါ့ရတာပေါ့တဲ့ have all the dogs you'd like မင်းကြိုက်တဲ့ခွေးတွေမျိုးစုံခွေးမျိုးစားမျိုးစုံကိုမင်းကြည့်လို့ရမယ်တွေ့လို့ရမယ်ပေါ့နော်ဒီစာအုပ်တွေထဲမှာပြောတာအဲ့တော့တို့နိုင်ငံမှာတော့လူတိုင်းနီးပါးခွေးချစ်တဲ့သူတွေများတယ်ကလေးတွေဆိုရင်လည်းခွေးတွေအရန်ချစ်ကြတယ်ခွေးမျိုးစားမျိုးစုံပေါ့နော်စိတ်ဝင်စားကြတယ်အဲ့ဒါကြောင့်သူကဒီလိုပုံစံမျိုးနဲ့ရေးထားတာပေါ့နော် of course have all the dogs you like အဲ့တော့သူကတင်ခွေးတွေကိုသဘောကျမှနှစ်သက်မှတေးကြပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကရေးထားတာပေါ့နော်အဲ့လိုမျိုး see the moon လာကြီးကိုကြည့်လို့ရမယ်လာမင်းရဲ့အလှပိုက်ခန်းစားလို့ရမယ် a sandy dune or June June လို့ထွက်အတန်ထွက်နှစ်ခုလုံးရတယ် June က American အတန်ထွက်ပါနော် June က British English အတန်ထွက်ပါအဲ့တော့ဒီကဗျာက American စာရေးဆရာမရေးထားတာအဲ့တော့ Dune လို့ထွက်ရင်ပိုကောင်းမှထင်တယ်နော် a sandy dune and တဲထူတဲ့ Dune ဆိုတာကတဲတောင်ကုန်းကိုပဲပြောတာအဲ့တော့တဲတောင်ကုန်းတဲကနေရာတွေမှာတွေ့ရတဲ့တဲတောင်ကုန်းတွေအများကြီးအဲ့ဒါမျိုးတွေကလည်း Dune လို့ခေါ်တယ်ဒီမှာ sandy ဆိုတာတဲတွေထူတဲ့တဲတောင်ကုန်းတစ်ခုကိုကြည့်မလား or catch a whopping pike ဆိုတာကြတော့အေယာမငါးကြီး whopping ကအလွန်ကြီးမှတော့ pike ကငါးနာမည်ကိုပြောတာ pike ကငါးမျိုးစားတစ်ခုပေါ့နော်ရေချိုငါးမျိုးစားတစ်ခုလို့ပြောတယ်အဲ့ဒီငါးကြီးတစ်ကောင်ဖမ်းမလား catch ဆိုတော့ဖမ်းတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးလုပ်လို့ရတယ်တဲ့ everything that books can bring စာအုပ်တွေယူဆောင်လာနေတဲ့အရာအားလုံး you'll find inside those walls ဒီနေရာတွေထဲမှာ you'll find မင်းရှာတွေ့လိမ့်မယ်တဲ့အဲ့တော့စာအုပ်ဒီကနေယူဆောင်လာနေတဲ့အရာအားလုံးမင်းရှာတွေ့နိုင်တယ်တဲ့ဒီနေရာတွေထဲမှာဆိုတာဒီစာကြည့်ရိုက်ထဲမှာလို့ပြောချင်တာပါ a word is there for you to share အဲ့တော့မင်းအတွက်မျှဝေဖို့မင်းအတွက်ကဘာတစ်ခုရှိနေတယ်တဲ့ဘာလဲဆိုရင် one adventure course စွန့်စားခန်းနေရာခေါ်ဆောင်တဲ့အခါတဲ့ okay စွန့်စားခန်းနေခေါ်တယ်စွန့်စားခန်းနေကိုကလှုပ်ချင်တယ်သွားချင်တယ်ဆိုလို့ရှိရင်လေအဲ့ဒီထဲမှာစွန့်စားခန်းကဘာတစ်ခုရှိနေပါတယ်လို့ပြောတာ a word is there for you to share one adventure course you cannot tell its magic သူ့ရဲ့မှော်ဆန်မှုတွေ magic ကမျက်လဲသို့မဟုတ်မှော်ဆန်မှုပစ္စလက်ဆန်မှုတကယ်ပြောဒီမှာပြောချင်တာတော့ကောင်းမွန်တဲ့အရာတွေအံ့အားသင့်စရာကောင်းတဲ့အရာတွေပေါ့နော်အဲ့တော့တကယ်အစ်စ်လို့မယုံကြည်နိုင်လောက်အောင်ကိုအံ့အားသင့်စရာကောင်းတယ်လို့ပြောချင်တာအဲဒါကြောင့် magic လို့တင်စားပြီးသုံးလိုက်တာပေါ့နော်သူ့ရဲ့ magic ဆန်ကောင်းမှုတွေကို you cannot tell မပြောနိုင်ပါဘူးတဲ့ by the way the building looks အဆောက်အုံရဲ့ပုံစံကိုကြည့်ပြီးတော့မပြောနိုင်ပါဘူးတဲ့ but there's wonderment within it ၎င်းအထက်ထဲမှာ within it ၎င်းအထက်ထဲမှာ there's wonderment အံ့အားသင့်စရာတွေရှိနေပါတယ်တဲ့ the wonderment of books စာအုပ်တွေရဲ့အံ့အားသင့်ဖွယ်ကောင်းတဲ့အကြောင်းအရာတွေအဲ့တော့စာအုပ်တွေအတွင်းထဲမှာအဲ့စာအုပ်ထဲမှာရှိနေတယ်အဲ့ဒါနဲ့ပဲပြောပြနိုင်မယ်စာကြည့်တိုက်ကဘယ်လိုပုံစံရှိလဲဆိုတာနဲ့မပြောနိုင်ဘူးစာအုပ်တွေအတွင်းထဲမှာရှိတဲ့အကြောင်းအရာတွေအံ့အားသင့်ဖွယ်အကြောင်းအရာတွေနဲ့ပဲပြောနိုင်မယ်လို့ပြောတာဒီမှာအံ့အားသင့်ဖွယ်ဆိုတာကောင်းမွန်တဲ့အရာတွေပြောတာပေါ့နော်ကောင်းတဲ့အံ့ဩစရာတွေလို့ပြောချင်တာနော်အဲကြောင့် wonderful လို့လည်းသုံးတယ်လေကောင်းတဲ့အရာဆိုရင် it's wonderful လို့လည်းသုံးတယ်အဲ့တော့ဒါကတော့ wonderment noun အနေနဲ့သုံးထားတာပေါ့နော်အဲ့တော့စာအုပ်တွေရဲ့ထဲကကောင်းမွန်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့တော့ဒီကဗျာကစာကြည့်တဲ့အကြောင်းပြောတယ်စာကြည့်တဲ့ထဲမှာကိုတွေ့ကြုံနိုင်တဲ့စိတ်ကူးရှင်ပြီးတော့အတွေ့အကြုံတွေကိုခံစားနိုင်တဲ့ကိုယ်စိတ်ကူးထဲမှာတွေ့ကြုံနိုင်တဲ့စာအုပ်တွေထဲမှာတွေ့နိုင်တဲ့ဆိုတဲ့အရာတွေအကြောင်းကိုပြောထားတာပါအဲ့တော့စာကြည့်တဲ့ရဲ့ကောင်းတဲ့အကြောင်းတွေပေါ့နော်စာကြည့်တဲ့ထဲမှာဖတ်ရင်ဒီလိုဘုဟုတုတာတွေဒီလိုတွေ့ကြုံတွေကိုစာတွေကနေတဆင်ရနိုင်မယ်လို့ပြောတာပေါ့နော်အဲ့တော့ဒါကတော့ဒီကဗျာကနေပြီးတဲ့ message အကြောင်းအရာပေါ့နော်နောက်ထပ်ကဗျာတွေကိုလေ့လာခြင်းအပြင်ဘာတွေရမလဲဆိုတော့
ဒီကဗျာတွေကဒီလိုစလုံးတွေကိုကြည့်ပြီးတော့ဥပမာဒီမှာ visit Rome, Siam or Nome ဒါဆိုရင်ဒီလိုနေရာတွေအကြောင်းကိုကအရင်တော့သတိထားမိချင်မှထားမိမယ်မသိသေးတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီဟာလေးဖတ်ပြီးတော့ကိုကသိသွားတယ်အော် Rome ဆိုတာယောမမြို့ကိုပြောတာအီတလီနိုင်ငံရဲ့ယောမမြို့ကိုပြောတာ Siam ဆိုတာထိုင်းနိုင်ငံရဲ့အရင်တော့နာမည်အဟောင်းထိုင်းနိုင်ငံကိုပဲ Siam လို့လည်းခေါ်လို့ရတယ်ခေါ်ကြအရင်တော့ခေါ်ခဲ့ကြတယ်ပေါ့နော်အဲ့လိုသိရမယ် Nome ဆိုတော့ Nome ဆိုတာအမေရိကမြို့လေးတစ်ခုပဲဒါတွေကိုအရင်တော့ကိုသိချင်မှသိမယ်ဒါပေမဲ့ဒီလိုမျိုးတွေဖတ်ပြီးသွားတဲ့အခါဒီလိုဘူးတူတာတွေတိုးလာတယ်ပေါ့နော်ဒါကတော့ဒီကဗျာတွေကိုဖတ်ပြီးတော့သိတဲ့အကြောင်းအရာပေါ့နောက်ပြီးတော့ကဗျာတွေမှာကဗျာဆရာပေါ်မူတည်ပြီးတော့ဒီထဲကနေပြီးတော့ကိုကသိရတဲ့အကြောင်းအရာကဗျာဆရာကဥပမာဒီမှာ American ကဗျာဆရာဆိုတော့သူကဒီမှာ how to bake a pie ပိုင်မုံဆိုတဲ့အကြောင်းပြောတယ်ဟိုမြန်မာကဗျာဆရာဆိုရင်ပိုင်မုံအကြောင်းပဲထည့်ရေးမလဲဟုတ်တယ်မလားအဲ့တော့ဒါကလည်းသူတို့ရဲ့အစားအစာကိုသိရတယ်ဒါသူတို့ရဲ့ culture ကိုသိရတယ်လို့ပြောလို့ရတယ်ဒီလိုလေ့လာလို့ရတယ်ပေါ့နော်ဒီလိုမျိုးပြီးရင်အစအုံတွေဒီမှာဘယ်လိုတွေစောက်ထားရဲဆိုတဲ့အကြောင်းအရာတွေဒါဥပမာ engineer လုပ်မဲ့သူတွေဆိုလို့ရှိရင်ဒါတွေသိထားရင်ကောင်းတာပေါ့အော်ဒီလိုနာမည်တွေကိုသိထားတယ် stone glass marble iron concrete ဒါတွေသိထားရဆိုရင်ကောင်းတာပေါ့နော်အဲ့တော့နောက်ပြီးတော့ Whopping Pike ငါးနာမည်တွေပြီးတော့ Sandy Dune လို့ပြောတယ်တဲတောင်ကုန်းတွေတဲထူတဲ့တဲတောင်ကုန်းတွေအဲ့လိုဟာတွေအကြောင်းတွေကို vocabulary အသစ်တွေသိရတယ်ဒီလိုဘူးတုဒ္ဒတွေရတယ်အဲ့တော့ဒါတွေကိုကြပြာကိုကြက်ရုံမှမဟုတ်ဘဲနဲ့ဒီလိုမျိုးဘူးတုဒ္ဒတွေကိုလည်းခေါင်းထဲမှာမှတ်ထားပါအဲ့တော့ဒါဆိုရင်ကိုကအရင်တော့မသိတာတွေကိုပိုသိရတယ်ကိုယ့်ရဲ့အသိဉာဏ်လည်းပို့ပြီးတော့ကျဲလာတာပေါ့နော်အဲ့တော့ဒီကြပြာအရင်ကြီးမခတ်ပါဘူးဖတ်လို့လည်းကောင်းပါတယ်အဲ့တော့ဒီထဲက vocab တွေကိုထပ်ပြီးတော့ကြည့်ရအောင် vocab တွေက marble ကခုနကကြောက်တုံးဆိုတဲ့ကြောက်ပြားအကြီးတွေကိုပြောတာပေါ့နော်ကြောက်ပြားအကြီးတွေကြွေပြားလိုမျိုးကြောက်ပြားအကြီးတွေဒီလိုပြောင်ချောနေတဲ့ကြောက်ပြားကြီးတွေအဲ့ဒီမှာအဖြူပေါ်မှာဆိုရင်အမဲအောင်အစင်းနေတယ်တချို့ဆိုရင်အစိမ်းတွေလည်းသုံးတယ်ပေါ့နော်အဲ့လိုမျိုးကြောက်ပြားကြီးတွေကိုသုံးတာအဲ့တော့ luxury ဆန်အိမ်ကြီးတွေမှာလည်းသုံးတတ်တယ်နောက်ပြီးကြတော့ဒီရေချိုးခန်းထဲမှာသုံးတဲ့decoration ပုံစံမျိုးနဲ့လည်းအတွင်းထဲမှာပုံမှန်ဆိုရင်ကြွေပြားသုံးတယ်အဲ့ဒီ marble တွေကိုသုံးနိုင်တဲ့သူတွေဆိုရင်လည်း marble တွေကိုသုံးတယ်ပေါ့နော်အဲ့လိုအတွေ့အများတယ် concrete အဲ့တော့မြန်မာလို concrete လို့ခေါ်တယ်အင်္ဂတေနော်အင်္ဂတေအဲ့တော့ concrete လို့ခေါ်လို့ဒီနာမည်ကိုလည်းကိုက concrete လို့သွားပြီးတော့မခေါ်ဘူး concrete လို့သွားပြီးမခေါ်ဘူး concrete သူရဲ့အတန်ထွက် English လိုဆိုမယ်ဆိုရင် concrete လို့ဆိုရမယ်နောက်ပြီးတော့ camel camel ဒါကလအုပ်ဒေဂနာရီမှာရှိတဲ့ကလအုပ်ဘိုးကြီးတွေနဲ့ပစ္စည်းတွေတဲတဲ့လူတွေတက်စီးတဲ့အဲ့လိုမျိုး camel လို့ခေါ်တယ်အဲ့တော့စလုံးပေါင်းလေးတွေထားမယ် marble ဆိုရင် MARBLE နောက်ဆုံးကLE နဲ့စုံတယ် camel ဆိုရင်ကြတော့ CAMEL camel အဲ့တော့ MEL ပေါ့နော် LE မဟုတ်တော့တာကြတော့ဒီလိုစလုံးပေါင်းလေးတွေထားမယ်နောက်ပြီးတော့ Rome ဒါကတော့မြို့နာမည်တွေဆိုတော့အကြီးနာမည်ရေးမယ် Rome Siam Nome Rome ကအီတလီနိုင်ငံရဲ့မြို့တော်ယောမမြို့လို့မြန်မာလိုခေါ်တယ် Siam ထိုင်းနိုင်ငံရဲ့နာမည်ဟောင်းအရင်တော့နာမည်ပေါ့နော် Nome မြို့အမေရိကန်နိုင်ငံအလက်စကာပြည်နယ်မှာရှိတဲ့မြို့တစ်သေးလေး Nome မြို့လေးอ่ะ Hurricane မုန်တိုင်းကိုပဲပြောတာပါ June အဲ့တော့ American အတန်အတွက်နဲ့ဆိုရင် June British အတန်အတွက်နဲ့ဆိုရင် June တဲတောင်ကုန်းလေးတွေကိုပြောတာပါတဲတောင်ကုန်း Whopping ကအေယာမအလွန်ကြီးမားတော့ Pike ကငါးမျိုးစားတစ်ခုပေါ့နော်ငါးနာမည်ကိုပြောတာပါရေချိုးငါးအကြီးတစ်မျိုးတော့ငါးဖမ်းရင်မိတတ်တဲ့ငါးအကြီးပေါ့ Adventure ကတော့စွန့်စားခန်း Magic ကမော်ဆန်တော့မျက်လဲအဲ့လိုမျိုးကိုပြောချင်တာဒီထဲမှာတော့စာအုပ်တွေရဲ့အံ့အားသင့်ဖွယ်ကောင်းမှုမော်ဆန်မှုပေါ့နော်အဲ့လိုမျိုးကိုသုံးလိုက်တာပါ Wonderman ကလည်းအံ့ဩကြည်နက်ခြင်းအံ့အားသင့်ဖွယ်ကောင်းခြင်းပေါ့နော်စာအုပ်တွေထဲမှာပါတဲ့အကြောင်းအရာတွေရဲ့အံ့အားသင့်ဖွယ်ကောင်းခြင်းဆိုတဲ့ဟာသုံးတာပါအဲ့တော့အခု vocabulary လည်းမနှဲပါဘူးဒီနှစ်ခုsorry မများဘူးနည်းနည်းလေးပဲပေါ့နော်ဒီနှစ်ခုပဲရှိပါတယ်အဲ့တော့မိကွန်းတစ်ခုအနေနဲ့ပြန်မေးချင်တာကဒီကြပြထဲမှာ vocabulary တွေခုနကတော့ရှေ့မှာတော့ပြောသွားတယ်အဲ့ဒီ vocabulary ထဲမှာအားလုံးက noun တွေကြီးပဲပြောသွားတာအဲ့ဒီ noun တွေထဲမှာပါ noun မဟုတ်တာတစ်ခုပါပါတယ်အဲ့တော့အဲ့ဒါကိုသတိထားမိတယ်ဆိုလို့ရှိရင်ရှာနေတယ်ဆိုလို့ရှိရင်ရေးပြီးတော့ comment မှာရေးခဲ့ပြပါ
အဲ့တော့ကြပြရဲ့အဓိပ္ပာယ်ကတော့ဒါပါပဲကြပြကို English လို့တချင်းလေးအနေနဲ့လုပ်ထားတာကိုနောက်ထပ်နားထောင်ကြည့်ပါကျေးဇူးတင်ပါတယ် It looks like any building when you pass it on the street, made of stone and glass and marble, made of iron and concrete. But once inside, you can ride a camel or a train, visit Rome, Siam or Nome, feel a hurricane, meet a king, learn to sing, how to bake a pie, go to sea, plant a tree, find how airplanes fly, train a horse, and of course have all the dogs you'd like, see the moon, a sandy dune, or catch a whopping pike. Everything that books can bring, you'll find inside those walls. A world is there for you to share when adventure calls. You cannot tell its magic by the way the building looks, but there's wonderment within it, the wonderment of books. Train a horse, and of course have all the dogs you'd like, see the moon, a sandy dune, or catch a whopping pike. Everything that books can bring, you'll find inside those walls. The world is there for you to share when adventure calls. You cannot tell its magic by the way the building looks, but there's wonderment within it, the wonderment of books. Train a horse, and of course have all the dogs you'd like, see the moon, a sandy dune, or catch a whopping pike. Everything that books can bring, you'll find how airplanes fly. Train a horse, and of course allow the dogs you'd like. See the moon, a sandy dune, or catch a whopping pike. Everything that books can bring, you'll find inside those walls. A world is there for you to share.